အားလုံးစောင့်မျှော်နေကြတဲ့ကလစ်ဆိုင်ကနဲ့ညီအကိုလို့ပြောလို့ရတဲ့ Honda Vario 125ဆိုင်က2016 model စတင်မိတ်ဆက်လိုက်ပါပြီ။ဒါကြောင့်ဒီကနေ့မှာတော့ Motornic ဆိုင်ကချစ်သူမိတ်ဆွေတွေအတွက်အဲ့ဒီဆိုင်ကအကြောင်းကို review လုပ်ပေးသွားကြပါမယ်။အားလုံးမင်္ဂလာပါကျွန်တော်ကြောအောင်မှာ Motorbike Auto တယောက်ဖြစ်ပါတယ်။အင်ဒိုနီးရှားနိုင်ငံမှာထုတ်လုပ်တဲ့ Honda Vario 125ဆိုင်က2016 model ဟာဈေးတန်ပြီးပြည်စုံတဲ့စကူတာဆိုင်ကတစ်စီးလို့ဆိုရမယ်။2016 model Honda Vario 125ဆိုင်ကမှာ124.9cc Force Load Single Cylinder liquid cooled engine တက်ဆင်ပေးထားတဲ့စီစားနှုန်းသက်သာစေသလိုမိကိုထွေးရှိမှုလည်းနေပါတာကြောင့် Energy Efficient Vehicle လို့ခေါ်တဲ့စွမ်းအင်သုံးစွဲမှုထိရောက်ကောင်းမွန်တဲ့ယာဉ်တစ်စီးအဖြစ်အသိအမှတ်ပြုခံထားရတဲ့ Honda Vario 125ဆိုင်ကဟာခလုံးနှိပ်ရတဲ့စနုစနစ်ဖြစ်သလိုစီကျွေးစနစ်က PGM F5 ပါပြီးပွိုင်းမိချိန်မှာအလွန်လျက်စစ်ထားပေမဲ့ Idling Stop System ကအသက်ရှင်မှုကိုရှော့ချပေးသလိုစီစားနှုန်းသက်သာစေတဲ့အတွက်တပတ်ပတ်ဝန်းကျင်ကိုကာကွယ်ထိန်းသိမ်းရလဲရောက်စီမှာပါစီတိုင်ကြီးဝန်ဆောင်မှုပမာဏက 9.5 လီတာဆန့်ပါတယ်2016 model Honda Vario 125ဆိုင်ကရဲ့ရှေ့မီကြီးနဲ့နောက်မီးက Full LED lighting ဖြစ်သလိုတောက်ပတဲ့အလင်းအောင်ကြောင့်အမောင်တူထဲမှာယုံကြည်မှုအပြည့်ခီးစစ်ဖို့ခွင့်အားပြည့်စေမှာပါတကူရန်ကာကွယ်ပေးမဲ့ Anti-Thief Alarm ရနာထားတဲ့ဆိုင်ကကြီးအများကြီးထဲမှာကိုယ်ဆိုင်ကကိုရှာမတွေ့ရင်အတန်အလင်းအောင်တို့နဲ့ချစ်ပြနိုင်မဲ့ Service System တို့လိုအစစ်မြင့်လုံခြုံရေးစနစ်တွေပါဝင်တဲ့ Honda Smacky System ပါဝင်တာကြောင့် Vario 125ဟာခင်မီအစစ်မြင့်ဆိုင်ကတစ်စီးလို့ဆိုရမှာပါစီဇာနှုန်းအချိန်နာရီစတဲ့သတင်းချက်လက်တွေကို Digital တိုင်ခွင့်မှာတွေ့မြင်ရမှာပါ။ဆိုင်ငံမောင်းနေရင်အလွယ်တကူဖုန်းအထုံနိုင်မှုအတွက် USB အာတိုမောက်ပေါင်းသလိုမောင်းနှင်တူရှိမှအဲ့တကူချိန်နိုင်မှုချိန်လေးလည်းပေါင်းပါသေးတယ်။ခီးသွားတဲ့အခါလိုအပ်တဲ့ပစ္စည်းလေးတွေတက်တော်ဖို့အတွက်ထိုင်ဝမ်ကပစ္စည်းတဲ့အံဝင်လေးက18လီတာကျယ်ဝန်းပါတယ်။2016 model Honda Vario 125ဆိုင်ကရဲ့မြေပြင်ကင်းလွှင့်မြင့်က131 mm ဖြစ်သလိုထိုင်ကုန်မြင့်က969 mm ဖြစ်ပါတယ်။ဆိုင်ကလေးချိန်က112 kg ရှိပါတယ်။ရှေ့ဆိုင်လေးစနစ်က telescopic fork ဖြစ်သလိုနောက်ဆိုင်လေးစနစ်ကနောက်ဘိန်းရဲ့တစ်ဖက်ထဲမှာပဲရှော့ဘားပါဝင်တဲ့စွမ်းအားဝက် single suspension ဖြစ်ပါတယ်။တည်တည်ငြိမ်ငြိမ်နဲ့တောင်မောင်းနေနိုင်မှုအတွက်အပြားကျယ်တဲ့တာယာတွေကိုအသုံးပြုပေးထားပြီး14လက်မဘိန်းကိုတွေကိုတက်ဆင်ပေးထားတဲ့ရှေ့ဘရိတ်ကိုစွမ်းဆောင်ရည်ပိုကောင်းတဲ့ disc brake တုံးပေးထားတဲ့အပြင်အရေးပေါ်အခြေအနေတွေမှာ brake နင်းရတာယုံကြည်မှုတိုးစေမဲ့ combined brake system လည်းပေါင်းပါတယ်ဒီစနစ်ကဘယ် brake ကိုပဲဆွဲရှေ့ဘင်းရောနောက်ဘင်းကိုပါ brake VR တက်ရောက်မှုရှိစေတဲ့အတွက်ရုတ်တရက် brake အုပ်ချိန်မှာဆိုင်ရည်တည်ငြိမ်မှုရှိစေမှာပါပြီးတော့ brake နင်းချိန်ကနေရပ်တန့်သွားချိန်အထိအကွာအဝေးကိုလည်းတူတောင်းစေပါတယ်2016 model Honda Vario 125ဆိုင်ကဈေးနှုန်းက American dollar 1500ဝန်းကျင်ရှိမှာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ဒီဗီဒီယိုကြည့်နေတဲ့မိတ်ဆွေရောအခု review လုပ်သွားတဲ့2016 model Honda Vario 125ဆိုင်ကပုံပြောင်းကိုဘယ်လိုမြင်ပါသလဲမိတ်ဆွေရဲ့အမြင်မိတ်ဆွေရဲ့ထင်မြင်ယူဆချက်တွေရှိရင်လည်း comment မှာမှတ်ချက်ရေးပေးခဲ့ပါအောင်နောက်ရက်ဒီမှာလည်း Motornic ဆိုင်ကချစ်သူမိတ်ဆွေတွေအတွက်အခြားသောနာမည်ကျော်ဆိုင်ကမျိုးစားတွေကိုထပ်မံ review လုပ်ပေးသွားအောင်မယ်